မင်္ဂလာပါရှင်ခုဆိုလို့ရှိရင် Microsoft Word နဲ့ပတ်သက်ပြီးလို့ရှိရင် Microsoft Word ရဲ့သင်ခန်းစာတစ်ခုဖြစ်တဲ့ Save လုပ်တဲ့နည်းကိုတစ်ချက်ပြောပါမယ် Save လုပ်မယ်ဆိုလို့ရှိရင်တော့သူကအစစ်အစစ် procedure တွေရှိပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ချို့တွေစပြီးအသုံးပြုတဲ့သူတွေအသုံးပြုပြီဆိုလို့ရှိရင်save လုပ်ကြတယ် save လုပ်ထားတော့ procedure အတိုင်းပဲလုပ်သွားတာပဲဒါပေမဲ့file နာမည်ဘာပေးမိမှန်းမသိဘူးဒါမှမဟုတ်လို့ရှိရင် file ကိုဘာမှသိမိမှန်းမသိဘူးဆိုတော့ပြဿနာအဓိကပြဿနာလေးတွေရှိပါတယ်အဲ့တော့ file ကိုနာမည်ပေးလိုက်တယ်နာမည်ပေးတာကိုလည်းမဖြစ်မနေသိရပါမယ်သတိထားမိရပါမယ်နောက်ခါကျလို့ရှိရင်ကို file ကိုဘယ်နေရာမှာသိမ်းနေဆိုတာကိုလည်းနေရာပေါ့နော်နေရာကိုလည်းသိရပါမယ်သတိပြုရပါမယ်ဒါတော့ဒီတော့အချက်3ချက်နဲ့ save လုပ်တဲ့အခါကျလို့ရှိရင်အဓိကအချက်3ချက်ကလေးနဲ့ save လုပ်ပါမယ်ဒါဆိုလို့ရှိရင် file နာမည်ဘာပေးမိမှန်းမသိတဲ့ပြဿနာနောက်ခါကျလို့ရှိရင်ဘယ်နေရာမှာသိမိမှန်းမသိတဲ့ပြဿနာကိုဖြေရှင်းပြီးသားဖြစ်သွားမှာပါဟုတ်ပြီဒါဆိုလို့ရှိရင် save လုပ်မယ်ဆိုလို့ရှိရင်ဘာမှလဲဆိုတော့ save ကအဓိကဘယ်နှမ်းမှာရှိရလဲဆိုတော့ file ထဲမှာရှိရပါ file menu ထဲမှာပါအဲ့တော့ file ကိုတစ်ချက် click ပါမယ်ပြီးတော့လို့ရှိရင်သိမ်းချင်တာဖြစ်တဲ့ကြောင့်လို့ save ကိုတစ်ချက်နှိပ်ပါမယ်ဒါဆိုလို့ရှိရင် 6x dialog box ကြာလာပါလိမ့်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အခုမြင်ရတာဆိုလို့ရှိရင် 6x dialog box ပါ dialog box တွေအများကြီးရှိကြာပါလိမ့်မယ်နှစ်ပိုင်းဆိုလို့ရှိရင်လို့ရှိရင်ကွန်ပျူတာမှာဆိုလို့ရှိရင် dialog box ကလေးနဲ့ပဲကြာပါတယ်ဒါ command ပေးလို့ရတဲ့ပြီးတော့လို့ရှိရင်ကိုယ်သတိပြုမိအောင်လို့ဒီလို dialog box ကလေးတွေကြာပေးရပါဟုတ်ပြီဒါဆိုလို့ရှိရင်အခုဆိုတော့ save လုပ်တော့ 6x dialog box ကြာလာပါပြီဒီလို box ကြာလာပြီဆိုလို့ရှိရင်အချက်3ချက်ကိုသတိပြုရပါပဲဟုတ်ပြီဒါဆိုလို့ရှိရင်ပထမဆုံးအချက်ကပါလဲဆိုတော့ကိုကဗမာသိမ်းချင်တာလေဒီတော့သိမ်းလို့တဲ့နေရာကိုရွေးပါပထမတစ်ချက်တစ်ကသိမ်းလို့သောနေရာကိုရွေးပါဟုတ်ပြီသိမ်းလို့သောနေရာဗမာရွေးမှာလဲဆိုတော့ဒီဘက်အချမ်းလေးပေါ့နော်test သိမ်းလို့လည်းခေါ်ပါတယ်ဒီဘက်အချမ်းလေးမှာသိမ်းလို့တဲ့နေရာကိုရွေးလို့ရပါတယ်အဲ့တော့လောလောဆယ်က desktop မှာသိမ်းမှာလားနော်နောက်ခါကြလို့ရှိရင်document ထဲမှာသိမ်းမှာလားနောက်ခါကျလို့ရှိရင်ဒီမှာမြင်နေရတဲ့အထက်မှာမသိမ်းဘူးဆိုလို့ရှိရင်ဒီမှာရှိတဲ့ဘားလေးပေါ့နော် scroll bar လေးကိုဆွဲပြီးတော့ကြည့်လိုက်မယ်။ဘာမှသိမ်းမှာလဲကွန်ပျူတာတွေက C ထဲမှာသိမ်းမှာလားသို့မဟုတ် D ထဲမှာသိမ်းမှာလားတိုက်တဲ့နေရာမှာသိမ်းရမှာမဟုတ် network ချိတ်ထားရဆိုရင် network ပေါ်မှာသိမ်းမှာလားဆိုပြီးတော့ရွေးလို့နေရာအများကြီးရွေးလို့ရပါတယ်အခုတော့နမူနာပြတဲ့အနေနဲ့ desktop ပေါ်မှာအရင်ဆုံးသိမ်းကြပါမယ်အဲ့တော့ဒီဘက် test page နဲ့က desktop ကိုယူလိုက်ပါမယ် desktop ကဒီမှာ desktop desktop ဆိုတာလေးကိုတစ်ချက်ယူလိုက်ပါမယ်ဒါဆိုလို့ရှိရင်နံပါတ်1အချက်အနေနဲ့သိမ်းလို့တော့နေရာကိုရွေးပါဟုတ်ပြီရွေးပြီးသွားပါပြီဘာမှလဲဆိုတော့ desktop ပေါ်မှာပါနောက်ခါကြလို့ရှိရင်သိမ်းလို့တော့အမည်ကိုရိုက်ထည့်ပါဘာမှလဲဆိုတော့ file name ပေါ့နော်အဲ့တော့ file name ဆိုတဲ့နေရာမှာတစ်ချက်ကလေးလိုက်မယ်ကလေးလိုက်တဲ့အခါကြလို့ရှိရင်ဒီမှာပေါ်နေတဲ့ file name ရဲ့ဒီနေရာမှာပေါ်နေတဲ့စာမိပြီးစာကိုမဆိုဖြတ်ပစ်လိုက်ပါမယ်ဟုတ်ပြီဒါဆိုရင်သိမ်းလို့တော့အမည်ကိုရိုက်ခဲ့ပါရိုက်တာဖြစ်တယ်မလို့ keyboard ကရိုက်ခဲ့ရမယ်အခုဆိုလို့ရှိရင် lesson 1လို့ပေးမှာပါနာမည် file နာမည်ကိုအဲ့တော့ lesson 1ဆိုပြီးတော့ရိုက်ခဲ့လိုက်ပါမယ်ဟုတ်ပြီဒါဆိုရင်နံပါတ်1ချက်အနေနဲ့သိမ်းလို့တော့နေရာကိုရွေးပါဒီမှာလဲ desktop ကိုရွေးခဲ့တယ်သိမ်းလို့တော့အမည်ကိုရိုက်ခဲ့ပါဆိုတော့ file name ကို lesson 1လို့ရိုက်ခဲ့တယ် okay နံပါတ်3အချက်အနေနဲ့ပါလဲဆိုရင် save button ကိုနှိပ်ပါ save command button လို့ခေါ်တာပေါ့နော် save ဆိုတဲ့ button ရှိမယ် cancel ဆိုတဲ့ button ရှိမယ်ဟုတ်ပြီဒီလုံးလက်စအလုပ်ပေါ့နော် save လုပ်တဲ့လုံးလက်စအလုပ်ကိုစက်ပြီးတော့မလုပ်ချင်တော့ဆိုရင်ဒီအနေထားမှာဆို cancel လေးကိုနှိပ်လိုက်ရတာပေါ့နော်အခုတော့မဟုတ်ဘူးသိမ်းမှာဖြစ်တဲ့တရားမလို့ save ကလေးကိုတစ်ချက်နှိပ်လိုက်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင် Microsoft ရဲ့ characteristic ကိုပြောခဲ့တော့ကဒီနေရာကဘာလဲဆိုတော့တိုက်တယ်ပါပေါ်မှာအခုပေးလိုက်တဲ့နာမည် lesson 1ဆိုတာလေးပေါ်နေပါပြီဟုတ်ပြီဒါဆိုရင်ဒီ file လေးကိုတစ်ချက်ပိတ်ကြည့်လိုက်မယ် okay ဟုတ်ပြီ Microsoft မှာဆိုလို့ရှိရင်အခုဆိုလို့ရှိရင်သိမ်းတဲ့နည်းတည်သွားပြီသိမ်းတဲ့နည်းတည်သွားတယ်လို့မျိုး procedure ကြပါတော့သိမ်းတဲ့နည်းကိုတည်သွားပြီဆိုလို့ရှိရင်သိမ်းချင်တဲ့နေရာကိုရွေးပါဆိုတော့တရားလို့ desktop လို့ရွေးကြတော့ကိုယ့်ရဲ့ file ကချိန်နေပါဒီ desktop ကြီးပေါ်မှာလည်းရှိရမယ်သိမ်းလို့တော့အမည်ကိုရိုက်ထည့်ခဲ့တဲ့တရားလို့ lesson 1ဆိုတဲ့ file ကဒီ desktop ပေါ်မှာလည်းရှိရမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဘယ်လိုမှ file ကြောက်စရာအကြောင်းမရှိတော့ပါဘူး lesson 1ဆိုတဲ့ file လေးကိုဒီ desktop ပေါ်မှာလိုက်ရှာရုံပါလေ okay ဒါဆိုရင်ဒီမှာရှာကြည့်လိုက်မယ် lesson 1ဆိုတဲ့ file လေးတွေ့ပါပြီဖွင့်ကြည့်လိုက်ပါမယ် okay